Hello အားလုံးပဲမင်္ဂလာပါဒီနေ့မိတ်တုံလေးပြောစရာရှိပါတယ်ဒီမှာကြည့်ပါဦးဒါလေးကဘာလေးလဲဆိုဒီမှာကြည့်ဒါကလေသွားတိုက်စေးနေစည်းသွားတိုက်စေးပေါ့နော်ဒီနေ့မိတ်တုံကစိတ်ဆိုးစရာရှိလားစိတ်မဆိုးစရာရှိလားဒါစိတ်ပဲစိတ်ဆိုးရမလားတစ်ချက်လောက်ပြောကြည့်ပေးဦးဘယ်လိုလဲဆိုတော့ဟိုတရက်ကမိတ်တုံရဲ့ store ဆိုင်ရာ customer လေသူက stock အရန်ဖြည့်ထားတယ်ဖြည့်ထားပြီးတော့အိမ်မှာ stock ဖြည့်ထားတာတော့ရှိတယ်တဲ့ဒါပေမဲ့ညီမလေးရေသွားတိုက်စေး6ဘူးနဲ့ညနေတစ်ဆက်ပြားလေးစီးညနေတစ်ဆက်ပြားအညို6ဘူးထပ်ပေးတာပါတဲ့နည်းနည်းလေးထပ်ဖြည့်ဖို့ပေါ့နော်အိမ်မှာတော့ stock ပြည့်ပဲတဲ့နည်းနည်းလေးယူမယ်ဆိုပြီးတော့သူကြတော့မိတ်တုံးကလေသူနဲ့စကားသွားပြောတဲ့အခါမှာသူက deli free နဲ့ပို့ခိုင်းတယ်စလုပ်တယ်อ่ะเนาะမိတ်တော်ကလေတချို့customer တော်တော်များများမိတ်တုံရဲ့ customer လက်လီရောလက်ကရောမိတ်တုံလုံးဝအနစ်နာခံတယ်เนาะခါလေးကြာရင်မကြည့်ဘူးပေါ့เนาะပြက်ပြီးတော့မိတ်တုံလုံးဝလုပ်ပေးလိုက်တယ်အဲ့ဒီကြောက်လဲထင်တယ်ပေါ့เนาะမိတ်တုံအကျိုးကျေးဇူးတွေ customer တွေတိုးွားတော့ပြန်ခံစားရတာပေါ့เนาะကိုယ့်ရဲ့စေတနာမှန်တော့ तू ကလေ delivery နဲ့ပို့ပေးရတာအဲ့ဒီဥစ္စာမိတ်တုံကအရင်ဆိုကိုယ်တိုင်သွားပို့တာခုနောက်ပိုင်းမိတ်တုံနေရမ်းပူတယ်မိုးရတယ်ဆိုမိတ်တုံမပို့တော့ဘူးမိတ်တို့အိတ်ထဲကနေစိုက်ပြီးတော့အဲ့ဒလီက3500ပေးရတယ်ကမာရွတ်ဆိုရင်လေမိတ်တို့ပို့တယ်ပို့လိုက်တယ်2ရက်ပဲကြာတယ်တော့ညီမလေးရေတဲ့သွားတိုက်စီ12ဘူးထပ်ပို့ပေးဦးဆိုတော့ဒီကိစ္စကစိတ်ဆိုးရမှာလားစိတ်မဆိုးရဘူးလားပြောဘလို့စိတ်ဆိုးရမလဲနော်စိတ်ကဘလို့လို့ဆိုးမတော့အရန်ရောက်ရနေတာလေဒီပစ္စည်းကအရန်ရောက်ရနေတာစိတ်ဆိုးစရာလည်းမဟုတ်ဒလီက2ခေါက်ပဲပို့3ခေါက်ပဲပို့မိတ်တုံစိတ်စိုက်ပြီးသားပဲအဓိကတော့ကိုယ့်ရဲ့ customer တွေရောင်းဖို့ပဲလိုတာเนาะဖြည့်ဆည်းပေးရမှာမိတ်တုံရဲ့အလုပ်เนาะကိုယ့်ပစ္စည်းကိုဒီလိုအားတက်တရောရောင်းပေးတာစိတ်ဆိုးစရာလားเนาะမိတ်တုံပို့ပေးရမှာမိတ်တုံအလုပ်အားနဲ့သူကတရားအစင်ပေါ့เนาะမိတ်တုံတို့တရားအစင်ဆိုလို့ရှိရင်12ဘူးသူက12ဘူးရဲ့မိတ်တုံရဲ့လက်လီ customer လေးတွေက9ဘူးမှာတယ်အားလုံးပေါင်း16ဘူးပို့မယ်မနေ့ပြန်เนาะအဲ့ဒါလေးကဘာလဲဆိုလို့ရှိရင်ဒီလင်းစည်းသွားတိုက်စေးလေးပါ16ဘူးเนาะတချို့က customer တွေပေါ့เนาะမိတ်တုံရဲ့ customer တွေမိတ်တုံစီရဲ့ပစ္စည်းကတော့ expire date လဲစိတ်ချအဝေးပဲမိတ်တုံတို့ကိုယ်တိုင်လဲသုံးတယ်ကုန်တယ်အများကြီးလဲသုံးတယ် expire date ကိုဝေးတဲ့ဥစ္စာပဲသွားတိုက်စေးရလေ expire date ကြာမှမပူနဲ့ပစ္စည်းတော့ခဏပြတ်လို့လူနေရတာ expire date ကတော့ဒီမှာပါ2029เนาะ expire date ကလေ2029အားလုံးပေါင်းဒီမှာ16ဘူးအားလုံးပေါင်းမနေ့ပြန်လမ်းကြောက်သွားမယ်16ဘူးအရန်ရောက်ရလို့เนาะ16ဘူးပို့မယ်ဒါကတော့ဒီမှာ